လက်နဲ့မိုးတဲ့ကောင်းကင်ကနေပြီးတော့အသွားနှစ်ဖက်ရှိတဲ့ဓာတ်လက်နဲ့မျိုးမျိုးတွေမိုးရွာချတယ်လို့ပဲတဲ့ကောင်းကင်ကနေပြီးတော့မန္တကဖန်ဆင်းပြီးတော့လက်နဲ့မိုးရွာတယ်အလောင်းတော်ရဲ့ပါရမီဘုံကြောင့်လက်နဲ့ဒီဟာမြတ်၄ပါးရှင်းကဲသို့ဖြစ်ကုန်တယ်တဲ့ဘုရားရှင်ရောက်တော့ပန်းနေဖြစ်ကုန်တယ်လက်နဲ့ကဒါနဲ့မကျေနပ်တော့နံပါတ်5ဘာမိုးရွာလို့ဆိုတော့မိကြီးမိုးရွာတယ်ဘာမိုးရွာမိကြီးမိုးဆိုတာဒီမှာမိကြီးခဲတွေမိတွေရဲနေတဲ့မိတွေခဲတွေအဲ့ဒါကောင်းကင်ကနေပြီးတော့အနှံ့ပစ်ချသို့တော်လည်းပဲအဲ့ဒီမိကြီးမိုးတွေကမြတ်စွာဘုရားအလောင်းတော်ရဲ့အနားမှာမူ၄ပါးအရှင်နဲ့လာပြီးတော့ကြပါတယ်နံပါတ်6နေတဲ့ပြာပူမိုးတွေကောင်းကင်ကရွာချတယ်တဲ့ပြာပူတွေဖန်ဆင်းပြီးတော့တခါတော့သွန်ချတာဟောဘုရားလောင်းတော်နားရောက်တော့စန္ဒကုမှုတ်တွေဖြစ်ကုန်တယ်နောက်တကဘာမိုးရွာလဲသဲပူမိုးရွာတယ်ကောင်းကင်ကသဲတွေကြာလာသဲပူကြီးတွေပြောနဲ့ကြာဘုရားရှင်ရောက်တော့နတ်ပန်းတွေဖြစ်ကုန်တယ်နောက်တကဘေးတိုင်းနမရှိရွှွညိုမိုးရွာတယ်ဘာမိုးလဲကောင်းကင်ကနေပြီးတော့ရွှွညိုအပူတွေကောင်းကင်ကနေပြီးတော့လောင်းချတယ်သို့တော်လည်းပဲဘုရားလောင်းတော်ရဲ့ခြင်းရောက်တော့နတ်သားသွေးထားတဲ့နတ်သားပြစ်တွေဖြစ်ကုန်တယ်တဲ့ကဲဒီလိုလက်နဲ့ရှင်မျိုးနဲ့မှမရရင်နောက်ဆုံးလက်နဲ့ထုတ်သုံးမယ်နောက်ဆုံးလက်နဲ့ကအမှောင်ထိုက်တယ်ဒါလည်းလည်းပြည့်သားအမှောင်တိုင်းကြီးဖန်ဆင်းပြီးတော့မြတ်စွာဘုရားအလောင်းတော်ကိုကြောက်အောင်ဆောက်တာလူဟာလာကွယ်လေးညတကောင်းရန်အချိန်မိုးတွေကလည်းမှောင်နေတောအုပ်အလဲထဲမှာလူတယောက်တည်းသွားထိုင်လူကဘာဖြစ်လဲဘာမှမမြင်ရင်စိတ်ကထောက်ချမ်းလာမှောင်နေသူ့လည်းမမြင်ကိုယ့်လက်တောင်ကိုပြန်မမြင်ဘူးအဲ့လောက်ထိအမောင်တို့ကြီးကြီးဆိုတဲ့အမောင်တက်ကြီးထဲမှာနေရရင်လူကအလကားနေကြောက်လာတယ်အဲ့ဒါကြောင့်ဘုရားလောင်းတော်သိဒ္ဓထားကိုလည်းပဲကြောက်လန့်ပြီးတော့သေအောင်ဆိုပြီးတော့ဘာလို့လဲမာနကဘိသရေအဲ့ဒါတခါတည်းလောကဓာတ်တစ်ခုလုံးအမှောင်တိုက်ကြီးဖန်ဆင်းတော့ဘုရားလောင်းတော်ကြိုက်မာနကတော့သူ့လည်းကမမြင်ရတော့ငါလည်းသူမမြင်အောင်သူတော့အမှောင်တိုက်ကြီးဖန်ဆင်းပြီအဲ့တော့ဘာလို့လဲဘုရားလောင်းတော်ကခန္ဓာကိုယ်ထဲကမွေးညင်းလောက်ရှိတဲ့ရောင်ကြီးတော်လေးတစ်ခုလွှတ်လိုက်တယ်အချီကျိုးလောက်ရှိတယ်မွေးညင်းပင်လောက်ရှိတဲ့ရောင်ကြီးလေးတစ်ခုဘုရားလောင်းတော်ခန္ဓာကိုယ်လေးကလွှတ်ထုတ်လိုက်အဲ့လိုလွတ်လိုက်တော့ဘေးသားရေမနတဖန်ဆင်းတဲ့အမိုက်တိုက်ကြီးကပြောင်းလို့အလင်းရောက်လာအဲ့တော့မကျေနပ်တဲ့မနတကကောင်းကင်တစ်ခုလုံးကိုမိကိုတွေထားအောင်တခါတည်းဖန်ဆင်းမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေပြည့်မကျေနပ်ဘူးမနဘုရားကိုတော်တော်ကိုမကျေနပ်တာဘေးသားရေအဲ့ဒါမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေရာထောင်မကအောင်ပြည့်အဲ့ဒီလို